မင်္ဂလာပါ KH Channel မှာကြိုဆိုပါရစေလူတိုင်းရဲ့ဘဝမှာပင်ပန်းနွမ်းနေရတဲ့နေ့ရက်တွေရှိတတ်ပါတယ်အဲ့ဒီလိုအချိန်မျိုးမှာသင်စစ်ဝင်ကြီးတို့ပြန်လဲနှိုးထစေမယ်ရှေ့ဆက်ဖို့ခွန်အားဖြစ်စေမယ်ဝတ္ထုတူလေးတွေကိုကျွန်မကဖတ်ပြသွားမှာပါဒီနေ့အတွက်ခွန်အားတစ်ခုရယူဖို့အတူတူနားဆင်ကြည့်ရအောင်တခါတုန်းကရွာတရွာရဲ့မိဖို့ကြောင့်ထဲမှာနှုတ်တွေအဖိထည့်ထားတဲ့အိုးကြီးတစ်လုံးရှိတဲ့ပိုက်စာနေတဲ့ဖားငယ်နှကောင်ဟာအစာရှာရင်းအမတ်မထင်ပဲအဲ့ဒီနိုးအိုးတွေကိုပြုတ်ချသွားကြတယ်။နိုးအိုးကနက်ယုံတဲ့မမဲပဲဦးနှုတ်ခမ်းကလည်းချောနေတော့ပြန်တက်ဖို့ကတော်တော်လေးခက်ခဲနေရပေါ့။တစ်လက်လျှော်လိုက်တဲ့ပထမဖားငယ်ပထမဖားငယ်လေးဟာအကြာကြီးရုန်းကန်ကြည့်ပြီးရဲ့နောက်မှာတော့စိတ်ပြက်သွားတယ်။ငါတို့တော့တေပြီပဲမလို့မှရုံထွက်လို့ရမှာမဟုတ်တော့ဘူး။အားအင်းနေလဲကုန်နေပြီ။သူဟာစက်မကြိုးစားတော့ပဲလက်လျှော့လိုက်တဲ့အတွက်နိုးအိုးထဲမှာပဲနစ်မြုပ်သွားကြရတယ်။နှစ်ဇွဲမလျှော့တဲ့ဒုတိယဖားငယ်ဒုတိယဖားငယ်ကတော့အရှုံးမပေးခဲ့ဘူး။သူဟာခြေကုံလက်ပန်းကျနေပြီမြစ်ငါမှအသက်ရှူနေတဲ့ရေတော့ဆက်ပြီးရုန်းကန်အောင်မယ်လို့တွေးပြီးနို့တွေကိုခြေထောက်နဲ့အားကုန်ဆက်တိုက်ရက်နေခဲ့တယ်။သူအဆက်မပြတ်ရက်ကန်နေရင်နဲ့တဖြည်းဖြည်းထူးခြားလာတခုဖြစ်လာတယ်။သူရက်လိုက်တဲ့အရှိန်ကြောင့်နို့တွေဟာပြစ်လာပြီးထောပတ်ခဲပတ်ထားအဖြစ်ပြောင်းလဲသွားတာပေါ့နောက်ဆုံးမှာတော့အဲ့ဒီထောပတ်ခဲပေါ်ကိုနင်းပြီးနို့အိုးထဲကနေအပြင်ကိုခုန်ထွက်လွတ်မြောက်သွားနိုင်ခဲ့ပါတယ်သင်ခန်းစာ moral of the story ဒီပုံပြင်လဲကကျွန်တော်တို့ကိုပေးခြင်းတဲ့သင်ခန်းစာကတော့အခက်အခဲဆိုတာအခွင့်အရေးနဲ့ဘဝမှာအကျက်အသေးတွေနဲ့ကြုံလာတဲ့အခါဇွဲမလျှော့ပဲစစ်တိုက်စူးစမ်းနေမယ်ဆိုရင်အဲ့ဒီအခက်အခဲကပဲတင့်ကိုလွတ်မြောက်ရာလမ်းစာစီခိုးဆောင်သွားမှာပါလုံရက်ကရလက်ကိုပြောင်းလဲစေတယ်စိတ်ပြက်ပြီးလက်လျှော့လိုက်ရင်ရှုံးနေမှာဖြစ်ပြီးအားတင်းပြီးဆက်လုံနေရင်တော့မထင်မှတ်ထားတဲ့အောင်မြင်မှုကိုရရှိပါလိမ့်မယ်မိုးမခပင်ဟာလေပြင်းတိုက်တိုင်းကိုင်းညွတ်ပေးပြီးမြဲဘယ်တော့မှကြိုးမထွားဘူးဆိုတဲ့စကားလိုပဲဘဝရဲ့လိုင်းတဘိုးဒီကိုဇွဲလုံးလတ်နဲ့ကြော်ဖြတ်နိုင်ပါစေဒီပုံပြင်လေးကတဲ့အတွက်ခွန်အားတစ်ခုဖြစ်စေမယ်လို့မျှော်လင့်ပါတယ်